ဒီရက်ပိုင်းပေါ့နော်လုပ်ငန်းခွင်ထဲမှာအနိုင်ကျင့်ခံရတဲ့လူတွေပြောထားတာတော့ကိုညီပေးတဲ့အကိုကတင်တာတွေ့တော့ပေါ့နော်ကိုညီပတ်ဝန်းကျင်မှာလည်းမြင်နေတွေ့နေရတာပဲအဲ့ဒါကာယကံရှင်ကရုံးမထွက်ဘူးကာယကံရှင်ကိုယ်တိုင်ကတတိမရှိဘူးဆိုဘာမှလုပ်လို့မရဘူးဂျားလူကဘလောက်ပဲဟာမခံနိုင်မရနိုင်နေဖြစ်ပြီးဝင်ပြီးကိုညီပေးတဲ့အလကားပဲဆက်ရုံသမားတွေစောက်လို့ရေးသမားတွေနောက်ပြီးကြတော့စိုက်ပျိုးရေးသမားတွေများတယ်အဲ့လိုလူတွေကဒါလည်းရှေ့မှာရောက်နေတဲ့လူတွေကရောတိခံလိုက်ဘာလို့တိခံခိုင်းလဲအနိုင်ကျင့်တော့အခုစိုက်ပျိုးရေးနဲ့လာတဲ့ညီမလေးတွေတို့ကအရှိလူတွေလည်းတိခံခိုင်းတယ်ညီမတာဝန်ခံရှိရတယ်ညီမတာဝန်ခံလည်းတိခံခိုင်းတယ်ရိုက်တာပုတ်တဲ့ပြင်မှာလက်ညှိုးထိုးလို့ရှိရင်နဲ့နော်ကိုပုံပုံပြောတယ်တဲ့အဲ့ပိုးတော့ပြီးရင်လည်းတင်မအောင်လည်းရိုက်တယ်တဲ့အဲ့ဒါတွေကပိုထောင်းမှဖြစ်ကြည့်တယ်ဖြစ်နိုင်ရင်တိုင်လိုက်တတိရှိစွာနဲ့ကိုကတိုင်မယ်ဆိုတော့အဲ့ဒီစက်ယုံအဲ့ဒီနေရာအရေးယူခံရတဲ့ပြင်မှာပြင်သူ့ကိုကကြီးလေးတဲ့ပြစ်ပေးလို့ရတယ်တချို့စက်ယုံသမားတွေဆိုတချို့စက်ယုံတွေပိတ်ခံတဲ့အထီကိုဖြစ်တယ်နော်ဒါပေမဲ့ကိုကတက်တည်ရှိဖို့လိုတယ်ဘေးနိပေရဲ့တဲချိန်ကဘေးနားမှာဘယ်သူရှိတယ်ကိုဘယ်လိုလုပ်လိုက်ပါလဲဆိုတော့တက်တည်တော့လိုရယ်နော်ပြီးရင်စက်ယုံညီမလေးဆိုလို့အဲ့ညီမလေးဆိုလို့ရှိရင်ရောက်တာလည်းမကြသေးပဲနဲ့အရှိမလည်းနေပြောထားတာတခုရှိပါတယ်အဲ့ညီမလေးကစက်ယုံတွေမှာတခြားလူတွေနဲ့စိတ်မတက်မတရားဖြစ်အောင်လုပ်တယ်ခံရတာကိုခံရရနော်လုပ်တယ်ပေါ့နော်လုပ်တယ်ဆိုပြီးတော့မှသူတို့ကပြန်ပြီးတော့မှလုပ်ငန်းခွင်အနှောက်အယှက်ဖြစ်တယ်ဆိုသူတို့ပတ်ထုတ်လိုက်လုပ်ထုတ်လိုက်တယ်ပေါ့ထုတ်ပြောရင်ပြန်မှုမလုပ်တာကသူကအလုပ်တင်လုပ်တာနှင်းမပြည့်သေးပဲနဲ့ပြန်ပို့တာပေါ့နော်အဲ့ဒါကကိုယ့်ဘက်ကတက်တည်မခံတော့လို့ကိုကလည်းပေါင်မကျော်နဲ့သိလားကိုကလည်းပေါင်မကျော်နဲ့ကိုကလည်းတက်တည်ရှိဖို့လိုတယ်ပြီးတော့အဲ့ညမလေးဒီစိုက်ပျိုးရေးနဲ့ဖြစ်တဲ့ညမလေးဆိုလို့ရှိရင်နော်ကိုလည်းညွှန်းနေထူပါတယ်ပြီးလို့ရှိရင်တင်မအောင်လည်းရိုက်တာလေနောက်တစ်ယောက်ဆိုလို့ရှိရင်မျက်နှာဖဲတယ်မျက်မှန်မကွေးသွားတယ်တက်တည်တွေအကုန်ယူရမှာရှိသမျှတက်တည်တွေကိုဓာတ်ပုံရိုက်ဒီနေ့ပဲရဲ့ဘယ်အချိန်ကဘယ်သူကဘယ်လိုလုပ်ပါလဲဆိုတဲ့အတိအကျနဲ့ပြောနိုင်အောင်လုပ်ရတယ်တက်တည်ယူမေမိုးနဲ့တက်တည်ယူပြီးတော့မှလုပ်ပြီးရင်ဂျားတွေကလူကဘလောက်ပဲကိုညီပေးပါတယ်ပြီးတော့ကာယကံရှင်မှာဆန္ဒမရှိရင်ဘာမှလုပ်လို့မရဘူးကာယကံရှင်ကဒီလူကဒီချိန်မှာငါ့ကိုလုပ်ပါတယ်ပြီးတော့အာနာကြလည်းမလုပ်ဘူးလူဆိုတာကသမီးပေးမှတမန်ရတာစီပေးမှဆန်ရတဲ့အဖြစ်ကွာသိရမလားအဲ့လိုဆိုတော့တို့လည်းကိုယ်ခိုင်းမှုအတွက်ဒီကိုခေါ်တယ်ကိုလည်းပတ်သက်လို့ကျွန်တော်လောက်လာလို့ဟိုလို့လာတယ်ပေါ့နော်ထားပါတကအကျဉ်းကြီးပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဘာဟုတ်တိခံတာပြီးမြန်မာလူမျိုးတွေပြောမြန်မာလူမျိုးတာဝန်တန်ရှိနေတယ်ဘာဖြစ်တိခံခိုင်းတာလဲမြန်မာလူမျိုးဘက်မှာပါမှာမဟုတ်ဘူးလားနောက်ပြီးတော့ဘာကွာလဲဆိုပြပြမယ်ပြည်တာထားပါတော့မြန်မာတာဝန်ခံဆိုတာဒီမြန်မာလူပြောရမယ်ဆိုရင်ပွဲစားပေါ့ပွဲစားဘက်မှာစကယ်ပြန်လုပ်တယ်ပဲထားပါတော့မြန်မာလူမျိုး तू ကတော့ဟိုဘက်ဒီပဲကြည့်ကြအောင်ပြောပြီး तू အလုံးမပြုတ်ဘူးဟိုကြီးရတို့ကြီးပဲသိရမှာ तू ကတော့အဲ့လိုမျိုးဒါပေမဲ့တယောက်ကုတ်တွေကြောက်ပြရမယ်တယောက်ကုတ်တွေကလုပ်ငန်းခွင်တွေမှာတို့လူမျိုးချင်းဘယ်လောက်စီလုံးလဲဆိုရင်တို့ထိပ်ပေးလိုက်တဲ့လူအနှံကျင့်နေဆိုရင်ဒီနေရာမှာတို့မထားဘူးချက်ချင်းနိုင်ငံလှုပ်ပြောင်းတာလို့လုပ်ငန်းတူကိုပဲနေရာပြောင်းပေးတာမျိုးလုပ်ပေးတယ်ချက်ချင်းလက်ငင်းချက်ချင်းကိုပြောင်းပေးတာမြန်မာလူမျိုးတွေကြပါပြုလို့ဒီကံခိုင်းတာတို့အတူယူရမှာတချို့မြန်မာတာဝန်ခံတွေပြောပါတယ်ကိုမြန်မာလူမျိုးချင်းနိုင်ထက်ဆင်းနေလုပ်နေတဲ့ဟာတိကန်ခိုင်းနေတယ်သူအဲ့နေမှာသူဆိုရင်သူ့ရဲ့နော်ကိုလက်ညှိုးနဲ့ထိုးတာသူ့ရဲ့တင်မောက်ရိုက်တာတွေကိုင်နာတွေထိတာတွေဆိုသူလည်းတိခံမှာတကယ်အဆင်မပြေလိုက်တာနော်ကြားမြင်ရတာတွေကပြီးတော့ကာယကံရှင်နေလို့ကာယကံရှင်ရဲ့ဆန္ဒမပါပဲနဲ့ကိုရီးယားဝင်ပြောပေးလို့မရဘူးဒီနားမှာဆိုရင်ညီမလေးရပြောင်းသွားပါပြီသူတို့ရဲ့တာဝန်ခံမှာရရဆိုင်ရပြောပြီးအလောက်ကတော့မှောင်းထုတ်တာတဲ့သူ့မှာလောက်ခံငွေမရှိလောက်ကနေမှောင်းထုတ်တော့တထေးမရလားတထေးမရမှမောင်းထုတ်တာလားအဲ့လိုမျိုးရှိတယ်အဓိကကိုကာယကံရှင်ကိုယ်တိုင်ရဲ့ဆန္ဒပါဖို့လိုတယ်အဲ့လိုလောက်ဖို့လိုတယ်တိုင်မှာဆိုရင်တိုင်လိုက်တရားဆွဲမှာဆိုဆွဲချတယ်အဲ့လိုလုပ်ဖို့လိုတယ်ဘာမှမလုပ်ဖ ೇನೆ တော့ဘာမှဖြစ်မလားကြားလူကဘလောက်ပဲဒေါသပုံတွေထားပြီးတော့မှဟဲ့နင်းသူ့တော်မခံမြင်နေဘလောက်ပဲလုပ်ပဲလုပ်ပြီးအဲ့ဒါလည်းမရပြန်ဘူးနော်အဲ့တော့ဘာလို့အနိုင်ကျင့်ခံနေရပြောပါအောင်